ပင်တဲ့ရဲ့တွေလိုပဲရင်ပါမွန်ကြရိုက်ခတ်စေတွေမှာပဲဒီဇလန်လေးစခဲ့တယ်မခေါ်နိုင်မှန်းသိရနောက်တိတ်ဆိတ်စွာနှုတ်ထွက်သူရင်မမြဲအမတ်တရားနဲ့နှလုံးသားရဲ့နေရွယ်တွေရသည်ရင်ကပန်းတို့ပွင့်ချိန်မဲ့တွေမှာပဲဒီဇလန်လေးဆုံးခဲ့တယ်အနာအောက်မှာပင်ရန်ဖြာတင်းများရဲ့မွေးရနံ့ရဲ့ွယ်လွဲ့ပြဲနေစေစဉ်ရင်မှာချင်းနဲ့တောက်လောင်စေလူရောက်တိုင်းရင်ခအလွမ်းတို့ပွင့်ကြတယ်ချစ်မိရဲ့ပါ